皆さんこんにちは。ဒီနေ့ဆရာမနဲ့အတူတူဒီ N5 reading ရဲ့စာပိုက်လေးတွေကိုအတူတူလေ့လာကြည့်ကြရအောင်နော်။ကဲမိကုံးကနေစပြီးတော့ဖတ်ကြည့်မယ်နော်။မိကုံးဖတ်ပြီးတော့ဒီအပေါ်ကစာပိုက်နဲ့ကိုက်ညီတဲ့အဖြေကိုရှာကြည့်မယ်ပေါ့နော်။一番私は母に何をあげましたかကျွန်တော်ဒီအမေအားဘာကိုပေးခဲ့တယ်လဲ။နော်အမေကိုဘာပေးခဲ့တယ်လဲ။何をあげましたか一番မြို့ကိုခီးသွွားခြင်းကိုပေးခဲ့တယ်နိဗ္ဗာန်ဟာနာပန်းကိုပေးခဲ့တယ်ဒါမှမဟုတ်ရင်စံပန်းဥခါရှိမုတ်ကိုပေးခဲ့လားယွန်ပန်းအဲဟာကခီပို့စကတ်ကိုပေးခဲ့တာလားဆိုတာအပေါ်မှာတော့ကြည့်မယ်နော်ဒါဆိုအာဂေမတ်တာကဆိုတော့ဒီအာဂေမတ်နဲ့ပတ်သက်တဲ့ဟာတော့ရှာမယ်ပေါ့နော်ဘာပြီးလဲဆိုတဲ့ဟာအပေါ်မှာကြည့်လိုက်တဲ့အခါမှာဝတရှိဝအိုမီယာဂေနိလက်ဆောင်ပစ္စည်းအဖြစ်ကျွန်တော်ဒီလက်ဆောင်ပစ္စည်းဖြစ်အဲဟာဂါခီကိုအာခေပို့စကတ်ကိုပေးပြီးတော့ဟာဟာခါရအမေးစီကနေပြီးတော့အိုယီရှိအိုခါရှိအိုမူရိုင်းမတ်တာအရသာရှိတဲ့မုတ်ကိုလက်ခံရရှိခဲ့ပါတယ်အဲ့တော့ဒီမှာကျွန်တော်ကအမေးကိုဗာပေးလဲဆိုတဲ့ဟာမေးတဲ့အတွက်ကြောင့်မို့ဒီမှာဝတရှိဝဟာဟာနိဆိုတဲ့စာလုံးလေးကိုသူကမြုပ်ထားပါတော့ဒီနေရာမှာဟာဟာနိဆိုပြီးတော့ဒီနေရာမှာမထည့်တာဘူးပေါ့နော်အဲဆိုရင်私は母にお土産にえはがきをあげဆိုပြီးတော့ဒီမှာあげますနဲ့အတူတူပဲเนาะあげましたပေါ့အဲ့တော့လက်ဆောင်ပစ္စည်းအဖြစ် postcard ကိုပေးတယ်ဆိုတော့အဖြေကယွန်ပန်းဖြစ်ပါတယ်အဲ့တော့ဆမတို့ဒီအပေါ်ကစာပိုက်လေးတွေကိုလေ့လာကြည့်မယ်เนาะစင်ကဲစုပြီးခဲ့တဲ့အပတ်တော့ပြီးခဲ့တဲ့လတုန်းက私もကျွန်တော်ရော母もအမေရောပဲ旅行に行きましたခရီးသွားခဲ့ပါတယ်私は四国に行ってကျွန်တော်ကတော့ဒီ၄နိုင်ငံလို့四国လို့ခေါ်တဲ့ကျွန်းကိုတွားပြီးတော့ business can ကို見ましたအမှုပညာပြတိုက်ကို見ましたကြည့်ခဲ့ပါတယ်ဟာဟာဝအမေကတော့ဟော်ကိုင်းဒိုတဲ့ဟော်ကိုင်းဒိုမှာခီရိနာဟာနာကို見ましたလှပတဲ့ပန်းကိုကြည့်ခဲ့ပါတယ်私はお土産にဒီလက်ဆောင်ပစ္စည်းအဖြစ်အဲဟာဂါခီကိုအာဂေဒီ postcard ကိုပေးပြီးတော့ဟာဟာခါရโออิชิโอคาชิโอโมไรมาสตาအရသာရှိတဲ့မုတ်ကိုလက်ခံရရှိခဲ့ပါတယ်။ကဲဒီအားလုံးပဲဒီစာပိုက်ကိုနားလည်မယ်လို့ထင်ပါတယ်။ကဲနောက်နံပါတ်2ကိုဆက်ပြီးတော့ရှင်းပြပါမယ်။